ပြက်ကလေးတစ်ခုကိုကုံလွန်လာတာဆရာတို့အချိန်နေနေ့တွေရက်တွေနာရီတွေဟာတိုက်စားပြောင်းလဲလာတာတနင်္ဂနွေသားသမီးမိတ်ဆွေတို့အနေနဲ့ပြီးတဲ့အခါအခုတနင်္လာသားသမီးမိတ်ဆွေတို့တနင်္လာသားသမီးမိတ်ဆွေတွေရောမိတ်ဆွေတို့အနေနဲ့2025ခုနှစ်ဟာမိတ်ဆွေတို့ရဲ့ကံအရှင်တွေဘယ်လိုရှိခဲ့တယ်လဲဆရာကို comment ပေါက်မှာမှန်ပြီးပါအောင်ဒါအပြင်တနင်္လာသားသမီးမိတ်ဆွေတွေအနေနဲ့ဒီ2025ခုနှစ်ဟာမိတ်ဆွေတို့အတွက်ကံဟာညံ့ခဲ့တဲ့နှစ်များပါမလားစိုးခဲ့တဲ့နှစ်များပါမလားဆိုတော့ဆရာပြန်မသုံးသပ်ခင်မှာမိတ်ဆွေတနင်္လာသားသမီးတွေရဲ့ကံရှိနေလေတိပြရစီဒါအပြင်ဆရာငယ်နာမှာ2026ခုနှစ်အတွက်တနစ်စာဟောစရန်နေမှာယူလို့ရပြီဆိုတဲ့အကြောင်းနဲ့2026ခုနှစ်အတွက်တနစ်စာဟောစရန်တွေကိုမှာယူမဲ့မိတ်ဆွေများကတော့ထုံးစံတိုင်းမှာပဲဈေးရတော့ဆရာမပြောင်းလဲပါဘူးကုန်ဈေးနှုန်းတွေတက်ပြီမဲ့2026အတွက်တနစ်စာဟောစရန်ယူမဲ့မိတ်ဆွေများအနေနဲ့စရင်တော့ကြိုတင်ပေးဖို့လိုအပ်ကြောင်းနဲ့တနင်္လာသားသမီးမိတ်ဆွေတွေအနေနဲ့မနစ်ကတချို့တွေမိတ်ဆွေများမရလိုက်တဲ့မိတ်ဆွေများလည်းဆရာတေချာကိုဒီတစ်နှစ်ကတော့လာအလိုက်အပြင်ကို1380ခုနှစ်ကိုကုန်လို့88ကြာတော့ဆရာတနစ်စာတော့မပြီးတော့ဘူးတကြံဟောစရန်နေနဲ့လှုပ်ရှုပ်နေရဆို2020စွမ်းနာလို့2026ခုနှစ်အတွက်တနစ်စာဟောစရန်ကိုတော့ဆရာကျမ်းမာရေးလို့စီးပွားရေးအစားလာအလိုက်အကျိုးပေးတဲ့အယောင်နေသားတွေအပြင်ဆရာဘာလက်ဆောင်ပေးမယ်ဆိုတာမိတ်ဆွေတို့ကျင်းသေးတန်ပါလိမ့်မယ်ခင်ဗျတနစ်စာဟောစရန်ကိုတော့တယောက်ကိုတော့9000ကျပ်ပါအချိန်တော့ပေးရပါတယ်လူတိုင်းရမယ်လို့တော့ဆရာအာမမခံပါဘူးဆရာလည်းအချိန်နည်းနည်းများနေလို့ပါကောင်းပြီဆိုတော့စကားတွေမများပဲတနင်္လာသားသမီးမိတ်ဆွေတွေအတွက်စတင်လိုက်ရအောင်တနင်္လာသားသမီးမိတ်ဆွေတွေတက်တော့စိတ်တိုင်းကြတဲ့နှစ်အားရတဲ့နှစ်ဖြစ်ခဲ့လိမ့်မယ်လို့တော့ကျွန်တော်မိတ်ဆွေတွေများကျွန်တော်မထင်ပါဘူးခင်ဗျဘာလို့လဲဆိုတော့တနင်္လာသားသမီးမိတ်ဆွေတွေကဒီ2025ခုနှစ်ဟာမိတ်ဆွေတို့အနေနဲ့ငါတိထပို့လုံးနိုင်ရမှာငါတိထပို့ပြီးစူးစမ်းရင်ရမှာဆိုတဲ့နှစ်မျိုးကိုရောက်ရှိနေတဲ့ level အလိုက်ကိုရရှိနေတဲ့ကံအလိုက်ကိုငါတိထပို့ပြီးတော့စူးစမ်းရင်ရနိုင်မှာငါတိထပို့လောက်ခဲ့တဲ့နာဆိုပြီးတော့ကြိတ်မနိုင်ခဲ့မရလက်ခမောင်းခတ်နေတာမျိုးဟန်ရေးတပြင်းပြင်းငါတိထပို့ပြီးတော့စူးစမ်းရင်အောင်မြင်နိုင်မှာဆိုတဲ့စိတ်မျိုးတွေကိုကျင်းတည်ရရှိခဲ့တယ်လို့ပြီးခဲ့ပြီးသားကိစ္စတွေဖြစ်ခဲ့ပြီးသားကိစ္စတွေကိုနှစ်ခါပြန်လိုချင်နေတဲ့စိတ်မျိုးတွေအရာတစ်ခုခုကိုနှစ်ခါပြန်ပြီးတော့ချန်ပေးရင်ကောင်းမှာဆိုတာမျိုးတွေကျင်းတည်စူးစမ်းနေတာမျိုးငါဒါကြီးတော့လှုပ်ခဲလိုက်ရင်ကောင်းမှာဆိုတာမျိုးဒီအကြောင်းအရာကြီးတော့မပြောခဲလိုက်ရင်ကောင်းမှာဆိုတဲ့အရာမျိုးလေးတွေကျင်းတည်တဲ့မိတ်ဆွေတနင်္လာသားသမီးတွေနဲ့စိတ်တိုင်းမကြခြင်းအားမရခြင်းတွေရောက်ရှိနေပါတယ်ဒါပေမဲ့လည်းမိတ်ဆွေများခင်ဗျ2025ခုနှစ်ရဲ့ကံကိုကတနင်္လာသားသမီးမိတ်ဆွေတွေအတွက်အဲ့ဒီလိုဖြစ်နေတာဖြစ်တဲ့အတွက်မိတ်ဆွေတို့အနေနဲ့မစိုးရိမ်ပါနဲ့မိတ်ဆွေမှမဟုတ်ဘူးတနင်္လာသားသမီးမိတ်ဆွေအများစုဟာဒီလိုမျိုးကိုဖြစ်နေတာအသေးကြပဲဖြစ်တယ်အဲ့တော့တနင်္လာသားသမီးမိတ်ဆွေတွေအနေနဲ့ဒီ2025ခုနှစ်ဟာမိတ်ဆွေတို့ရဲ့ကံကိုကြိတ်မနိုင်အားမရခြင်းစိတ်တိုင်းမကြခြင်းကိုမြည်တွန်းတောက်တီးခြင်းတွေအချိန်ကိုဘယ်လိုပြောမလဲကြိတ်မနိုင်ခဲမရစာဟာမှာလဲဒီလိုမျိုးတွေစကားပုံပြောမယ်ဆိုရင်တော့ကုံတော့မှာမဟုတ်ဘူးအဲ့ဒီလိုမျိုးဖြစ်နေတဲ့နှစ်ဖြစ်တာကတော့မိတ်ဆွေတယောက်တည်းမဟုတ်ဘူးအားလုံးဖြစ်နေတာအသေးချာပဲဖြစ်တယ်အဲ့တော့တနင်္လာသားသမီးမိတ်ဆွေတွေနေနဲ့ဘာကိုဖြစ်ကိုလက်ခံထားဖို့လိုအပ်တယ်ဘာကိုမဆိုမိတ်ဆွေတို့ရဲ့ကံကိုကဒီလိုဖြစ်နေတာဖြစ်တဲ့အတွက်တနင်္လာသားသမီးတွေဟာလာမယ့်2026မှာတော့မိတ်ဆွေတို့အနေနဲ့တည်ကြတဲ့2025ရဲ့မပြီးမပြတ်ခြင်းတွေ2025ရဲ့တန်းလန်းနေ2025ဒီတစ်နှစ်ရဲ့2025တစ်နှစ်ရဲ့မိတ်ဆွေတို့ရဲ့လာမဲ့2025ခုနှစ်တစ်နှစ်ရဲ့ကံရဲ့အခြေအနေကိုပြန်ပြီးတော့ပြုလုပ်ရတာမျိုး repeat ထပ်လုပ်ရတာမျိုး2020သိကြပါတယ်မိတ်ဆွေတနင်္လာသားသမီးတွေဟာဒီလာမဲ့ဇန်နဝါရီလာမဲ့နိုဝင်ဘာဒီဇင်ဘာမှာမိတ်ဆွေတို့ရဲ့တနင်္လာသားသမီးတွေဟာ2025ရဲ့ကိစ္စတွေကိုပြီးပြတ်အောင်လုပ်ထားမှသာတော့ကကြမဲ့ကာလဖြစ်ပြီးတော့ပြီးပြတ်အောင်မလုပ်ရှင်းတပိုင်းတစဖြစ်လာရင်တော့မိတ်ဆွေတို့သိကြတယ်ဒီတစ်နှစ်ရဲ့အဆိုးပဲဖြစ်ဖြစ်အကောင်းပဲဖြစ်ဖြစ်အကြောင်းအရာတွေကိတွေဟာ2026ကိုကျင်းတည်ပြန်လဲတည်ဆောင်သွားမယ်နှစ်ဖြစ်တာတော့အသေးချာပဲဖြစ်တဲ့အတွက်မိတ်ဆွေတို့2026မှာကံကောင်းမှုတွေကို2025ဟာကံကောင်းမှုတွေရရှိတယ်ဆိုရင်တော့ဖြစ်2026ကိုပါတည်သွားပါကံဆိုးမှုတွေကံကိုကံညံ့နဲ့ကိုကံဆိုးလိုက်တာဆရာကြီးလို့ထင်နေတဲ့မိတ်ဆွေများဖို့ကတော့တနင်္လာသားသမီးတွေကတော့2025ခုနှစ်မှာပြီးပြတ်အောင်အဆုံးသတ်ခြင်းရက်တန့်ခြင်းနဲ့ပြက်ဆဲခြင်းဆုံးဖြတ်ခြင်းတွေဥပမာပေါ့အရှိန်နဲ့ပတ်သက်ရင်လည်းလူငယ်တွေအနေနဲ့တနင်္လာသားသမီးမိတ်ဆွေတွေအနေနဲ့သူ့ပဲရှင်ကောင်းအဖြေပေးရင်ပဲကောင်းသို့မဟုတ်ယူရင်ပဲကောင်းမယူရင်ပဲကောင်းဆိုတာမျိုးအိမ်အောင်လက်ပြူအားမှာကြောက်သေးယောက်ျားလည်းမရမှာစိုးရိမ်သေးဆိုတဲ့မိတ်ဆွေများဖို့ကတော့သိကြတယ်2025မှာအဲ့ဒီလိုဖြစ်နေကျင်းသေးတယ်2026မှာလေအဲ့ဒီကေကြီးကပြန်လဲကိုပါလာမှာအိမ်အောင်ကြီးနဲ့ပတ်သက်ရင်လည်းဒီလိုပဲပေါ့ယောက်ျားကိုပြန်ပေါင်းရင်ကောင်းဆရာမိတ်ဆွေများပြန်မပေါင်းရင်ကောင်းစဉ်းစားနေနေပဲသိကြတယ်အဲ့ဒီအပူတော့ကတည်းက2026ကိုပါသွားတတ်တယ်လို့အောင်မြင်မှုတွေ
စိတ်ဆက်မှုတွေညှိနှိုင်းမှုတွေဆုံးဖြတ်မှုတွေဆောင်ရွက်မှုတွေလုပ်ငန်းဆောင်တာကိစ္စအလုပ်ကိစ္စယာရုတုကိစ္စယာရုတက်ကိစ္စဆွေမျိုးပေါင်းတဲ့မိတ်ဆွေကောင်းကိစ္စအလူအတန်းဘာသာရေးဆိုင်ရာပြုလုပ်ခဲ့တဲ့မိတ်ဆွေများကောင်းမွန်တဲ့ဘက်မှာပြုလုပ်ခဲ့တဲ့မိတ်ဆွေများဟာလည်းသိကြတဲ့2026ကိုဓာတ်ရိုက်အရှိုးကြမှာသိကြတဲ့ဖြစ်တဲ့အတွက်တော့မိတ်ဆွေတို့အနေနဲ့အစင်မပြေတာတွေစိုးရိမ်စရာတွေညံ့တာတွေဆိုရင်တော့2025မှာပဲလာမဲ့အခုလက်ရှိနိုဝင်ဘာဒီဇင်ဘာမှာပြီးပြအောင်အဆုံးသတ်ထားတာကောင်းမွန်ပြီးတော့အဆုံးမတက်ရင်တော့သိကြတဲ့2026ကိုအဲ့ဒီဟာတွေပြန်လဲပါမှာဖြစ်တဲ့အတွက်ဆရာလိုရုပ်ချောတာလေးတွေပြန်ပါခြင်းနေဆိုရင်ဆွမ်းနာလိုပေါ့2026မှာတရားသိကြပါတယ်ဆရာချောနေပါအောင်ပါအဲ့ဒီလိုပါပဲမိတ်ဆွေတို့အနေနဲ့နောက်ထပ်2026မှာလည်းမိတ်ဆွေတို့ကံကောင်းမှုတွေပါခြင်းနေဆိုရင်တော့မပြီးမပြတ်နဲ့တန်းလန်းလေးတွေလှုပ်ဆောင်တာမျိုး2026မှာအစီအစဉ်တစ်ပလန်တစ်တွေလောက်အောင်ဆိုတာမျိုးအပေါင်းအသင်းတွေနဲ့မိတ်ဆွေတွေနဲ့အပျော်ပါခီးလေးထွက်ရင်ကောင်းမလားဆိုတာမျိုးတွေအတွေးခေါ်တွေရှစ်သူတစ်ရည်စားတစ်လေးနဲ့ဘဝတစ်အနာဂတ်တစ်လေးတွေထူထောင်ခြင်းနေဆိုရင်တော့2026ကိုရအောင်သာဆွဲခေါ်လိုက်ခဲ့ပါခင်ဗျကံဆိုးမှုတွေဆိုရင်တော့ထပ်ပြောပါမယ်ကံညမ်းမှုတွေဆိုရင်တော့ဟောရေကိုဓာတ်နဲ့ခုတ်တယ်လို့မဖြတ်ပါနဲ့ဟုတ်စွမ်းနာလို့ပေါ့သပင်ကိုဓာတ်နဲ့တုံးနဲ့ရိုက်နေတယ်လို့မဖြတ်ဘဲနဲ့တုံးကနေတိကနေဖြတ်ကနေတက်ကနေပြက်ပြက်သားသားဆုံးဖြတ်ပြီးတော့2026ကိုဖြတ်တန်းရင်တော့ကောင်းပါတယ်ဒါကမှမိတ်ဆွေတို့အနေနဲ့တနင်္လာသားသမီးတွေဟာကံရဲ့အညံလေးတွေမရရှိအောင်လို့ကံရဲ့အစိုးလေးမရရှိအောင်လို့ဆရာကြီးကျမတို့ဘလို့ရေရာလေးလောက်ရမလဲဆိုရင်တော့တေချာတဲ့တနင်္လာသားသမီးမိတ်ဆွေများအနေနဲ့ဒီ2025ခုနှစ်ထဲမှာကန်ဆာတာတွေညံ့နေတာပဲဖြစ်ဖြစ်စိုးနေတာပဲဖြစ်ဖြစ်2026မှာကံကောင်းမှုတွေရရှိအောင်လို့ဆရာငယ်ဖော်ပြပေးမယ်အမိန့်ပြန်တန်းရေရာတို့သို့မဟုတ်လို့ရှိရင်ဆရာအမြဲတမ်းဖော်ပြတယ်ဆရာငယ်အမိန့်ပြန်တန်းရေရာတို့သို့မဟုတ်လို့ရှိရင်လည်းမိတ်ဆွေတို့အနေနဲ့ပြက်ကလေးရေရာလေးလိုက်လို့ရှင်အားဖြင့်ဆရာမိတ်ဆွေတို့တကယ်ကိုကံကောင်းမှုတွေရရှိတတ်တယ်လို့တကယ်လို့မှမိတ်ဆွေတို့အနေနဲ့ဆရာကြီးကျမတို့ကတော့ဗုဒ္ဓဘာသာဝင်မှာသို့မဟုတ်ရင်အရှားဘာသာဝင်မှာကုသိုလ်ဒါနလေးတွေပြုပြီးတော့ဆောင်ရွက်ရှင်တပမိတ်ဆွေများအနေနဲ့ဆိုလို့ရှိရင်တော့မိတ်ဆွေတို့အနေနဲ့လမ်းမမှာရှိတဲ့ခိုးစားကလေးတွေကျွေးတာမျိုးခွေးစားကလေးတွေကျွေးတာမျိုးခလေးငယ်ကလေးတွေကိုမုံလေးကျွေးတာမျိုးလေးနဲ့ဖြစ်စေဒီလိုမျိုးပြုလုပ်ရှင်အပြင်တနင်္လာသားသမီးမိတ်ဆွေတွေနေနဲ့ကံရဲ့အထောက်ကူကိုရရှိတတ်တယ်လို့ဒီထက်ပိုပြီးပြုလုပ်ရှင်နေဆရာကြီးကျွန်တော်ကျမတို့ကတော့တနေ့2026မှာကန်ဆာတာတက်စီရန်အတွက်တိုးတက်စီရန်အတွက်ဆိုရင်မီးအိမ်ကလေးတို့နော်တို့မဟုတ်လို့ချင်းလက်ဆွဲဆွမ်းနာလို့ပေါ့လက်ဆွဲမီးအိမ်ကလေးတွေဖြစ်စေဟာမစ်ဆိုတဲ့ကတ်ကိုစားပြီးတယ်2025ဟာဟာမစ်ဆိုတော့လက်ဆွဲအိမ်ကလေးတွေဖြစ်စေလက်ဆွဲ sorry မီးအိမ်ကလေးတွေဖြစ်စေဓာမီကလေးတွေဖြစ်စေမီးချောင်းကလေးတွေဖြစ်စေမိတ်ဆွေတို့အနေနဲ့ကိုယ့်ထက်အသက်ကြီးသူတို့မဟုတ်ယဟန်တန်ကတာမဏီတွေကိုလှူဒန်းခြင်းပေးကမ်းခြင်းအဖြစ်မိတ်ဆွေတို့ရဲ့ကံဟာကောင်းမွန်တိုးတက်မှာအသေးကြပဲဖြစ်ကြောင်းနဲ့2026ခုနှစ်မှာလဲဆရာငယ်မိတ်ဆွေတနင်္လာသားသမီးတွေနဲ့ကန်ဆာတာတက်ရှင်းနေတဲ့အတူရအောင်ပြန်လဲစုံစည်းမယ်ဆိုတဲ့အကြောင်းပြောရင်းနဲ့တနင်္လာသားသမီးမိတ်ဆွေများစိတ်တက်မကြပါနဲ့ကံကောင်းမှုတွေကိုလည်းချစ်ဆက်ခေါ်တော့ပါကံဆိုးမှုတွေဆိုရင်လည်းတုံးခဲအမှာတော့မှဘာကူမဂယူကက်ခက်ကြမ်းကြမ်းခက်ရရမပြောပြဘာကူမတောက်ယူဆိုင်မနေနဲ့စွန့်ပစ်เสียရှိတာလွန့်ပစ်เสียရှိတာတွေဘာကြောင့်ထားနေမှာလဲဟောအိတ်ကက်ထဲကနေဘတ်ဆိုဝဲထုတ်လိုက်သလိုတခါတည်းပြက်ပြီဆိုပြက်ပြီရက်ပြီဆိုရက်ပြီမလုတော့ဘူးဆိုမလုတော့ဘူးဆုံးဖြတ်ချက်နှစ်ခုအလုံးနှစ်ခုကိုခက်ပြက်ခက်ရှင်းချင်းလေးနဲ့ဆုံးဖြတ်ပြီးတော့ရက်တန့်ပြီးတော့2026ခုနှစ်ကိုကံကောင်းမှုတွေရရှိအောင်အဆုံးသတ်အောင်သွားရင်တော့မိတ်ဆွေတို့ကံဟာတိုးတက်ကောင်းမွန်ပြီးတော့ကံကောင်းစီမှာအသေးချာပဲဖြစ်ကြောင်းပြောရင်းနဲ့ကဲအင်္ဂါသားသမီးတွေအတွက်ကိုစလိုက်ရအောင်တနင်္လာသားသမီးတွေဘာလို့မှတုံဆိုင်ပြုတ်နေနဲ့ဖြတ်ထုတ်လိုက်ပါ2026ခုနှစ်ရဲ့အင်္ဂါတွေကိုအခြေအနေဘယ်လိုရှိမလဲကိုဆရာတို့သုံးသပ်ရအောင်အင်္ဂါသားသမီးတွေပါဆရာကိုမှန်ပြကြပါ